ကိုယ့်ရဲ့ချစ်သူသမီးစားဒါမှမဟုတ်လူတွေနဲ့တွေ့ပြီးတော့စကားပြောတဲ့အခါမှာတစ်ဖက်လူကကိုယ်လိန်နေတာလားညာနေတာလားအမှန်တိုင်းပြောနေတာလားဆိုတော့သိအောင်ဘယ်လိုလုပ်လို့ရလဲလုပ်လို့ရတဲ့နည်းလမ်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ Neuro Linguistic Programming လို့ခေါ်တဲ့ NLP တွေက eye pattern ဖတ်တဲ့အနေနဲ့အဲ့လူရဲ့မျက်လုံးကိုကြည့်ပြီးတော့ဒီလူငါ့ကိုလိန်နေတာလားဒီလူငါ့ကိုအမှန်တိုင်းပြောနေတာလားဆိုတော့သိအောင်လုပ်လို့ရတယ်တစ်ချိန်တည်းမှာပဲကိုယ့်ရဲ့ဘဝမှာတန်ဖိုးထားတဲ့အရာတွေကဘာတွေလဲကိုယ့်ရဲ့ belief တွေရောဘယ်ကနေစဉ်းသက်လာတာလဲကိုယ်ဆုံးဖြတ်ချက်ချတဲ့အခါမှာဘယ်အချက်တွေကိုကြည့်ပြီးတော့ချပစ်သွားတာလဲစတဲ့အကြောင်းအရာတွေကိုအခုလာမယ့်26ရက်နေ့တနင်္ဂနွေနေ့မှာကျွန်တော်ရဲ့ free webinar လေးထဲမှာပြောပြသွားဖို့ရှိပါတယ် webinar လေးကို group coaching ပုံစံအတိုင်းလုပ်သွားမှာဖြစ်ပြီး join ရင်လည်းဆိုရင်တော့ကျွန်တော်ရဲ့ comment အောက်မှာ NLP ဆိုပြီးတော့ရေးခဲ့လို့ရပါတယ်ကျွန်တော်တို့ဘက်ကနေပြန်ပြီးတော့ zone link လေးပြန်ပို့ပေးသွားပါမယ်အဲ့ဒါဆိုရင်အခုလာမယ့်26ရက်နေ့မှာကျွန်တော်တို့အားလုံးအတူတူအတန်းထဲမှာပြန်ပြီးတော့တွေ့ကြပါ